ဟုတ်ကဲ့မင်္ဂလာပါရှေးတရောခါအီတလီပြည်၌အလွန်ရက်ဆက်ကြမ်းကြုတ်သောမင်းတစ်ပါးရှိပါတယ်ထိုဘုရင်ဟာထီနန်းကိုတရားသောနည်းဖြင့်စက္ကန့်ရရှိသူမဟုတ်ဘဲနောင်တော်ရဲ့နန်းကိုလူယူပြီးနောင်တော်အားဝေးရာသို့နှင်ပစ်လိုက်ပါတယ်နန်းစီစဉ်ကိုခံစားရတော့လဲမတရားသောနည်းဖြင့်ရရှိထားတာကြောင့်သူ့ရဲ့စိတ်အစဉ်ဟာပျော်မွေ့ခြင်းအလင်းမရှိပါနန်းကြဘုရင်၌ဆီဗီးယားလို့ခေါ်တဲ့အလွန်အစင်းလှသောသမီးတော်တစ်ပါးလည်းရှိပါတယ်ထိုသမီးမှာတားငယ်2ယောက်လည်းရှိပါတယ်ဒီနေ့မှာတော့နန်းလူထားတဲ့ဘရင်ကြီးဟာစိတ်တွင်ဤသို့အကြံဖြစ်ပါတယ်ဒီကလေး2ယောက်ကြီးပြင်းလာရင်ငါ့ကိုပုံကန်ပြီးသူတို့ရဲ့အဖို့ရွှေနန်းစည်းစိမ်ကိုပြန်လူမှာပဲဒါကြောင့်ဒီကလေး2ယောက်ကိုအပီးတုတ်တင်ပစ်လိုက်မှတင့်တော်မယ်လို့အကြံဖြစ်ပေါ်လာပါတယ်ဒါကြောင့်မင်းလူလင်တယောက်ကိုခေါ်၍ဒီကလေး2ယောက်ကိုမြစ်ထဲပစ်ချပြီးအဆုံးစင်ရင်လိုက်ဖို့အမိန့်ပေးလိုက်ပါတယ်မင်းစီလူလင်ဟာဘရင်ရဲ့အမိန့်ကိုနာခံရမှသိတော့လဲအပြစ်ကင်းစင်လှတဲ့ကလေး2ယောက်ကိုရေရင်သူ့လက်နဲ့အဆုံးစင်ရင်လိုခြင်းမရှိပါဒါကြောင့်ကလေး2ယောက်ကိုချင်းတဲ့ထက်ကမြစ်တွင်မျောလိုက်ပါတယ်ဒီလိုနဲ့ချင်းတော်ဟာမြစ်ရည်နဲ့အတူမျောပါသွားရင်တနေရာအရောက်မှာကန်းဆက်မှာရက်တန့်သွားပါတယ်ညမကြမီမှာဝင်ပလွေကြီးတကောင်ဟာရေတောက်ဆင်းရန်မြစ်စိတ်ကိုရောက်ရှိလာပါတယ်ကလေးတွေနာရောက်တဲ့အခါမှာတော့သူ့ရဲ့နွေးတဲ့ရှာနဲ့ကလေးတွေကိုရက်ပေးပါတယ်အဲဒီနောက်မှာတော့မနီးမဝေးမှာရှိတဲ့သူ့ရဲ့ဂူထဲသို့ခြီဆောင်သွားပါတော့တယ်ရက်နဲ့ငယ်ကြားတဲ့အခါမှာတိုးထိန်တယောက်ဟာအဲ့ဒီဂူနီးသို့ရောက်လာပါတယ်ဝန်ပလွေဟာသူ၏သားသမီးများတဖွဲကလေးငယ်များကိုယူရစွာရှာဖြင့်ရက်ပေးနေပါတယ်ကလေးငယ်တွေဟာလည်းကြောက်ရွံ့ခြင်းအလင်းမရှိသလိုသူတို့ဟာပျော်ရွှင်စွာကစားနေကြပါတယ်ဒီလိုမြင်ရတာဟာတိုးထိန်ဖို့များစွာအံ့ဩခြင်းဖြစ်ရပါတယ်ဝန်ပလွေမရှိတဲ့ဒီနေ့မှာတော့တိုးထိန်ဟာကလေးငယ်များကိုစောင့်ယူ၍သွားပါတော့တယ်တိုးထိန်လင်မယားရဲ့ပြုစုစောင့်ရှောက်မှုကြောင့်ကလေးငယ်များဟာကြမ်းမာတန်ဆွမ်းပြီးရဲရင်တဲ့ကလေးများဖြစ်လာကြပါတယ်သူတို့ရဲ့အမည်တွေကိုတော့ရော်မူလာနဲ့ရီမတ်လို့အမည်မှတ်ပေးထားပါတယ်သူတို့အရွယ်ရောက်လာတဲ့အခါမှာတော့သူတို့ကိုမွေးစားထားတဲ့အဖေတိုးထိန်ကြီးရဲ့လက်ကိုလောက်ကန်ရသဖြင့်တိုးချောင်းသမားများဖြစ်လာပါတော့တယ်ဒီနေ့တော့အခါတိုးထိန်ကြီးသည်သူတို့နဲ့စုံစည်းခဲ့ရတဲ့အကြောင်းစုံကိုသူတို့ကပြန်လည်ရှင်းပြပါတော့တယ်တိုးထိန်များနေတဲ့အရက်နဲ့မိုင်မောင်းနှဲငယ်ကွာဝေးတဲ့အရက်မှာတော့ဆီဗီးယားရဲ့ဖခင်နန်းကြဘရင်ကြီးဟာရာခင်းတစ်ခုလောက်ကန်ရင်အသက်မွေးလျက်ရှိပါတယ်ဒီလိုနဲ့ဒီနေ့မှာသူတို့ဟာစုံစည်းကြပြီးအဖိုးကြီးကမေးမြန်းရမှာတော့ကျွန်တော်တို့အမွှာညီနောင်ဟာကန်စွန်းလို့မိဘအရင်ချမရှိပါဘူးကျွန်တော်တို့ကငငယ်တွေကဝန်ပလူတကောင်နဲ့ဂူထဲမှာအဖေတိုးထိန်ကြီးကတွေ့တဲ့အတွက်ကောက်ယူပြီးမွေးစားထားကြောင်းရှင်းပြပါတော့တယ်ဒီအခါမှာအဖိုးကြီးကမင်းတို့ဟာငါမိမြဖြစ်ရမယ်ဘာကြောင့်လဲဆိုတော့မင်းတို့ရဲ့ရုပ်ရည်ဟာငါသမီးနဲ့အလွန်တူနေလို့ပဲဖြစ်တယ်လို့ဆိုလိုက်ပါတော့တယ်အဲဒီနောက်မှာတော့နန်းကြဘရင်အဖိုးကြီးဟာဖြစ်ကြောင်းကုံစင်ကိုရှင်းပြပါတော့တယ်အဲဒီနေ့မှာစ၍ညီနောင်မင်းသားတို့ဟာတဖြည်းဖြည်းလူစုပြီးစိုးသွမ်းရုပ်မာသောဘရင်ကိုနန်းမှပြန်ချလိုက်ပြီးသူတို့အဖိုးကိုနန်းပြန်တင်လိုက်ကြပါတော့တယ်သူတို့ညီကို2ယောက်ဟာမင်းသားများဖြစ်တဲ့အတွက်အုတ်ချုပ်မင်းလုံရန်မြို့တော်ကြီးတစ်မြို့တီဆောက်ရန်တိုင်ပင်ကြပါတယ်သို့တော်လည်းမြို့တော်အတွက်တင်းတဲ့နေရာကိုရွေးချယ်ရမှာတဦးနဲ့တဦးသဘောချင်းမညီညွတ်တဲ့အတွက်ခိုင်ရန်ဖြစ်ကြရမှာရိမတ်ကြရှုံးပါတော့တယ်အဲ့ဒီအခါမှာရောမူလက်ဟာမြို့တော်ကိုတီးပြီးအုတ်ချုပ်မင်းလျော်လျက်ရှိရမှာအဲ့ဒီမြို့တော်ကိုသူရဲ့အမည်တွင်ရစ်စေသောငါရောမမြို့တော်လို့မှဲ့ခေါ်လိုက်ပါတော့တယ်အားလုံးကိုထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ